donors တွေရဲ့ behavior ကိုခုနပြောခဲ့သလိုပေါ့ဒါ campaign ပေါင်း160နီးပါးတောင်ရှိပြီထင်ပါတယ် campaign ပေါင်း160နီးပါးကျော်တဲ့အချိန်မှာတစ်နှစ်လည်ကျော်ခဲ့တဲ့အချိန်မှာ platform မှာလာပြီးတော့မှလှူတဲ့ donor တွေရဲ့ behavior နဲ့သူတို့တွေရဲ့ pain point ဆိုတော့သူတို့တွေရဲ့ဒါနည်းနည်းခက်ခဲတဲ့အရာလေးတွေအတွေ့အကြုံလေးတွေကိုဒီနေရာလေးမှာ share ခြင်းနဲ့ပေါ့နော်donor တွေကcampaign တစ်ခုကိုကြည့်လိုက်တယ်ဆိုရင်အခုတွေ့လာရတဲ့ experience အရ campaign တစ်ခုကိုကြည့်လိုက်တယ်ဆိုရင် donor တွေကအချက်5ချက်လောက်ကိုမြန်မြန်ဆုံးအမြင်လေးသူတို့ခေါင်းထဲကိုရောက်သွားတယ်တစ်ခုကကြတော့ဒီ campaign ကငါ့အတွက်အရေးကြီးသလားပေါ့နော်အဲ့ဒါငါကိုယ့်ရဲ့ care sense ဒီ campaign မှာရှိနေလားပေါ့နောက်တစ်ခုကကြတော့ trust ယုံကြည်မှုရှိနေလားဒီ campaign ကတကယ်ကိုမှန်ကန်ပြီးတော့မှတကယ်ကိုယုံကြည်လို့ရတဲ့ဟာလားပေါ့နော်နောက်နံပါတ်3ချက်ကလွယ်ကူမှုဒါဒီ campaign ကိုငါအလွယ်တကူလှူဒန်းလို့ရနိုင်သလားအခက်အခဲရှိနေလားနံပါတ်4အချက်ကြတော့အထောက်အထားဒီ campaign ကငွေရရှိတဲ့ငွေတွေ funding တွေကဘယ်နေရာကိုသွားလဲဆိုတော့ငါအတွက်မြင်သာမှုရှိနိုင်လားနံပါတ်5အချက်ကကြတော့ငါထပ်မံပြီးတော့ဒီ campaign မှာ repeat donor အနေနဲ့ထပ်မံပါဝင်လို့စိတ်ရှိလားဒါပေမဲ့အဲ့အချက်ကဒီပထမ4ချက်ကိုကြော်ပြီးတော့မှဒီချက်5ချက်မြောက်ကိုရောက်မှာပေါ့နော်နောက်တစ်ခါထပ်လူချင်းမလားဆိုတဲ့အချက်ကပထမ4ချက်အောင်မြင်ပြီးမှဒီအချက်ကိုရောက်မှာပေါ့နော်ဆိုတော့ဒီအောက်မှာနှစ်ခုလေးပြထားတယ်ရှင်းပြထားတယ်ပေါ့နော်donors တွေရဲ့ blogger donor တွေအခက်အခဲကြုံတွေ့ရတဲ့ဟာလေးတွေကဘာလေးတွေဖြစ်မလဲပေါ့ခုနအပေါ်ကပြောခဲ့သလိုပေါ့ဒီ campaign ကတိတ် genuine ဖြစ်တဲ့ပုံမပေါက်ဘူးဆိုတဲ့ sense ရလာလားပေါ့နော်ဒါမှမဟုတ်လို့ရှင်လေခုနဟိုအရှိရပြောခဲ့တဲ့ slide လို့ပေါ့တိတ်နားမလည်နေဘူးသူ့ရဲ့objective ကဘာကိုပြောချင်နေရလဲသူ့ရဲ့ရှင်းပြထားတဲ့ဟာကလိုရင်းကဘာလဲဆိုတော့နားမလည်နေတဲ့ confusion နားမလည်နေတဲ့ambiguity ဆိုရဲမကွဲပြားနေတဲ့အရာပေါ့နော်နောက်တစ်ခုကကြတော့နည်းနည်း donate လုပ်ရမှာ hand အတာဘာရှိနေလဲပေါ့နောက် risk ရှိလားပေါ့သူ့ရဲ့ data တွေကရောလုံခြုံရဲ့လားပေါ့ဒါမျိုးတွေတွေးနိုင်တယ်နောက်တစ်ခုကကြတော့ငါတော့ပထမဆုံးတစ်ယောက်အနေနဲ့မလှူချင်ပါဘူးတစ်ခုခုဖြစ်ငါအဖြစ်မခံနိုင်ဘူးပေါ့နော်နောက်ကြမှလှူမယ်ဆိုတော့အဲ့လိုအဟန့်တားလေးဖြစ်လာနိုင်တယ်ပေါ့ဆိုတော့အဲ့ဒါလေးတွေကိုပုံမှန်အနေနဲ့ donor တွေအဲ့လိုမျိုးဖြစ်တဲ့ feeling ကိုဘယ်လိုမျိုး response လုပ်ကြမလဲပေါ့နော်အဲ့အချိန်မှာဒီဘသူက raise လုပ်နေရလဲသေချာ clearly define လုပ်ပြီးတော့မှဘာအတွက်လုပ်တာလဲဘာဖြစ်လို့အခုလုပ်တာလဲပြီးလို့ရှိရင်ရော funding တွေကဘယ်ကိုရောက်မှာလဲဘယ်လိုအသုံးဝင်မှာလဲအကျိုးရှိသွားမှာလဲနောက်တစ်ခုကကြတော့ target တွေကရောဒါsensible ဖြစ်တဲ့ target တွေလားပေါ့နော်နောက်ပြီးလို့ရှိရင် timeline ကcampaign တစ်ခုကို4လလောက်လုပ်ထားတယ်ဆိုလို့ရှိရင်တော့ timeline အနေနဲ့ကသူ့ရဲ့ urgency ကမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာနိုင်တယ်နောက်ပြီးတော့ language က clear ဖြစ်ဖို့အရန်လိုအပ်တယ်အဲ့လိုဖြစ်နေမှဘယ်သူမှဆိုဒါကိုဖတ်လိုက်လို့ရှိရင်ရှင်းရှင်းလင်းလင်းနဲ့ဒါကဘာအတွက် raise လုပ်လဲဆိုတာကိုသိနိုင်မယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီsteps တွေအရင်များပြီးတော့မှရှုပ်ထွေးနေတဲ့အရာမျိုးတွေမဟုတ်ဘဲနဲ့ခုနပြောခဲ့သလိုပဲ SCF ဆိုလို့ရှိရင် STP နဲ့ချိန်ထားတယ်ရှင်းတယ်ဘာတခြား payment ချိန်ထားတာမျိုးမရှိဘူးလေနော်ຫນွေဦးဘဏ်သုံးဘူးတဲ့သူຫນွေဦးလူလူရန်မုံငွေသုံးတဲ့လူနှစ်ခုကိုချိန်ထားတယ်ဒါ fintech ပဲနောက်တစ်ခုကကြတော့ momentum ဒီ momentum engine တစ်ခုကိုsupport လုပ်နေတဲ့ဟာကအများ continuous support ဖြစ်နေရမယ် campaign တစ်ခုတင်ပြီးဘာမှမလုပ်ဘဲနဲ့ဒီတိုင်းပစ်ထားတယ်ဆိုလို့ရှိရင်တော့ campaign တစ်ခုရဲ့ progress update တွေမရှိနေဘူးဆိုရင် donor တွေရဲ့ continuous support ရဖို့အဟန့်တာဖြစ်တယ်နောက်တစ်ခုကကြတော့ sharing ဒီကိုရီcampaign ကနေရလာတဲ့အကျိုးရှိတဲ့ဟာတွေကိုထပ်မံ sharing လုပ်ပြီးတော့မှဒါမြင်သာမှုတစ်ခုပြရမယ်ပေါ့နော်ဒါကတော့ campaign ရဲ့ behavior နဲ့ pain point လေးတွေကိုဒီ slide မှာအားလုံးကို share ပေးတာပါ